ပြေတို့ကိုမနေ့ကတတိပဋ္ဌာန်တရားဟောကြားတဲ့တိုင်းနဲ့ဇဏပုဒ်ကိုပြောပြခဲ့တယ်မမိသေးလားဗျာဘယ်တိုင်းမှာတတိပဋ္ဌာနာသုတ်တန်ကြီးကိုဟောပါလဲကုရောတိုင်းကမ္မာတဓမ္မနိဂုံဇဏပုဒ်လို့ပြောခဲ့တယ်မဟုတ်လားဗျာအဲ့ဒီကလူသားတွေဟာတရားတော်ကိုအယမ်းချစ်ခင်တယ်တရားတော်ကိုအယမ်းတန်ဖိုးထားတယ်တတိပဋ္ဌာန်တရားတော်တွေနဲ့နေထိုင်ကြတဲ့ကမ္မာသဓမ္မနိဂုံလေးမှာအမတန်စိတ်ဝင်စားစရာကောင်းတယ်ဒီလူသားတွေရဲ့စိတ်ထားတွေကတရားတော်ပေါ်အမတန်ကိုင်းညွန့်တယ်လက်တွေ့ကျင့်ကြံအားထုတ်နေတာကိုတွေ့ရတယ်တပည့်တော်တို့ယဟန်တာမဏေတွေကတရားနဲ့ဝေးနေကောင်းပါမလားမကောင်းဘူးနော်ကောင်းပါမလားဗျာမကောင်းဘူးအဲ့ဒီကုရုတိုင်းကမ္မာတဓမ္မဇဏပုဒ်မှာနေထိုင်ကြတဲ့လူသားတွေဟာအိမ်ရှင်မတွေမကဒါသကမ္မကရဇဏပိကျွန်းတွေအလုတ်သမားတွေအဲ့ဒီလိုပရိသတ်တွေတောင်တတိပဋ္ဌာန်နဲ့ဆက်တဲ့စကားတွေကိုပြောဆိုပြီးတော့နေထိုင်ကြတယ်တပည့်တို့အားရစရာမကောင်းဘူးလားကောင်းလားသူတို့တွေရေချိုးစိတ်တွေမှာစကားပြောတဲ့အခါရက်ကန်းတွေခတ်ရင်းနဲ့စကားပြောတဲ့အခါတွေအိမ်မှုလုပ်ငန်းတွေလုပ်ရင်းနဲ့စကားပြောတဲ့အခါတွေမှာအဲ့ဒီတတိပဋ္ဌာန်နဲ့ဆက်တဲ့တတိပဋ္ဌာနာပฏิတန်ယုတ်တမေဝကထံကထင်ဒီအဲ့တတိပဋ္ဌာန်နဲ့ဆက်တဲ့စကားတွေကိုပြောကြတယ်ဒါအတူယူစရာလိုက်နာစရာကျင့်သုံးစရာကောင်းလားမကောင်းဘူးလားကောင်းတယ်နော်တပည့်တို့ရေချိုးရင်ဘာစကားပြောလဲဗျာဖယားကုံတော်အကြောင်းပြောဖို့ဟုတ်တယ်မလားဗုဒ္ဓဘလို့ပါရမီတော်တွေဖြည့်ခဲ့တယ်မပြောဘူးလားပြောလားတဘာမှပြောမှာမဟုတ်ဘူးဟုတ်တယ်မလားပြောနိုင်အောင်မကြိုးစားရဘူးလားကြိုးစားရမလားဟိုမှာတော့ပြောတယ်လေမနေ့ကဒီတော့ပြောခဲ့တယ်လေသူတို့အချင်းချင်းတွေးတဲ့အခါမှာပြောတယ်အမတွန်ဣဒာနိတွန်ကတရံတတိပဋ္ဌာနာဘာဝနံမနတိကရောတိမမေးဘူးလားမေးလားရှင်မအခုနင်ဘာတတိပဋ္ဌာန်တရားတွေအားထုတ်နေလဲမေးတယ်လေမေးတော့ဟိုကဘလို့ပြန်ဖြေတယ်နှကိဉ္စီတိစัจ jewar တိပေါ့ဘာမှအာမထုတ်ဘူးလေအဲ့လိုပြန်ပြောတယ်တပြည့်တော်မှအလုတ်များနေလို့လေကျမအလုတ်များလို့နော်အလုတ်တွေကများလေตาတွဲလေသမီးတွဲလေဟိုလုတ်ဒီလုတ်လုံးနေရတယ်ကွယ်ဘယ်တရားအားထုတ်ခြင်းရှိမလဲအဲ့လိုပြန်ပြောတဲ့အမျိုးသမီးဆိုရင်လေဘာလုပ်ကြလဲကလေးတို့ရေဂရဟန္တိတဲ့ကဲ့ရခံရတာဘာလို့ခံရလဲယနေ့အချိန်မှသာကဲ့ရလို့ကတော့ဘုန်းကြီးတို့နိုင်ငံမှာမလွယ်ဘူးဟုတ်လားအဲ့ဒီလိုအဲ့ဒီကမ္မာတဓမ္မဇဏပုဒ်နိဂုံးမှာနေထိုင်ကြတဲ့သူတော်ကောင်းတွေကတရားအားမထုတ်တဲ့ပုဂ္ဂိုလ်ဆိုကဲ့ရတယ်တဲ့ဗျာအဲ့ဒါထူးဆန်းတယ်နော်ကလေးတို့ရေအဲ့ဒါထူးဆန်းတယ်နော်အဲ့ဒါထူးဆန်းတယ်ဘလောက်ဒီကဲ့ရတယ်ဆိုမနေ့ကဘယ်လိုပြောခဲ့လဲဒီတဲ့ထုတေဒီတဲ့ထုတဝါဇီဝိတံမင်းရဲ့အသက်ရှင်ခြင်းကထွီဆက်ဆုပ်ယွန်ရှာပွဲကောင်းတယ်အဲ့လိုမဟုတ်လားကလေးတို့ရေဆက်ဆုပ်ယွန်ရှာပွဲကောင်းတယ်တဲ့နော်ဇီဝမာနာပိမတတတိတာအသက်ရှင်ပါလျက်နဲ့သူသေးနဲ့တူတယ်တဲ့ဘာနဲ့တူတယ်တဲ့ဘာအာမထုတ်ရင်လဲဗျာတတိပဋ္ဌာန်တရားအာမထုတ်ရင်အသက်ရှင်လျက်နဲ့ဘာနဲ့တူတယ်လဲဗျာသေရနဲ့တူတယ်ကဲတပည့်တို့အခုသူရှင်လားသူသေးလားလို့မေးဘလို့ဖြစ်ဟာသူသေးကြီးလားဗျာတပည့်တို့နည်းနည်းအာမထုတ်ဘူးလားဖယားကုံတော်တော့ပွားတယ်မဟုတ်ဘူးလားဗျာအဲ့ဒါဆိုရှင်ပါတယ်ဗျာဖယားကုံတော်ပွားကြီးကျင်တတ်ပါတယ်ကြားလားတပည့်တို့ရှင်အောင်လုပ်မယ်နော်ဟိုမှာပြောပြီးနော်ဇီဝမာနာပိမတတတိတာတဲ့တရားအာမထုတ်တဲ့ပုဂ္ဂိုလ်ဟာအသက်ရှင်လျက်နဲ့ဘာနဲ့တူတယ်လဲဗျာသူသေးနဲ့တူတယ်တဲ့အဲ့ဒါတပည့်တို့အဲ့ဒါလေးဆရာတော်လေးရင်ထဲမှာခံစားရလို့ပြောပြတာကြားလားအကယ်၍အားထုတ်တယ်ဆိုရင်လေကြားလားမနတိကရောမိတရားနှလုံးသွင်းပါတယ်လို့ပြောလို့ဆိုရင်တော့တာဓုတဲ့ဘာခေါ်တယ်လဲတာဓုခေါ်တယ်တဲ့ကလေးတို့ကြားလားတာဓုခေါ်တယ်နော်တဝဇီဝိတံသူဇီဝိတံမင်းရဲ့အသက်ရှင်ခြင်းကကောင်းသောအသက်ရှင်ခြင်းပဲတဲ့မင်းရဲ့အသက်ရှင်ခြင်းက
အော်တိတ်ကောင်းနေတယ်တရားအားထုတ်တဲ့ပုဂ္ဂိုလ်ရဲ့အသက်ရှင်ခြင်းဟာကောင်းလားမကောင်းဘူးလားဗျာကောင်းတယ်နော်ဦးဇင်းတို့မကောင်းဘူးလားကောင်းတယ်ကိုရင်တို့မကောင်းဘူးလားကောင်းတယ်ချီးကျူးတာနော်အဲ့သဘောကျတယ်ဆရာတော်လေးအဲ့ဒါလေးတွေသဘောကျတယ်ကြားလားဟေးတိတ်ကောင်းတာတဝဇီဝိတံသူဇီဝိတံတိတ်ကောင်းတာပဲနော်တိတ်ကောင်းတယ်တဲ့တင်ဟာလေးတဲ့မနှုတ်တတံပတ်တာတဲ့လူအဖြစ်တို့ရောက်ပြီးဆိုတာတကယ်လူစစ်စစ်ဖြစ်ပြီးတဲ့အဲ့လိုပြောချင်တာဘာစစ်စစ်ဖြစ်ပြီးတဲ့ကြည်စံတရားအားထုတ်ရင်ဘာအစစ်ဖြစ်ပြီးတဲ့လူဘဝကိုတကယ်ကိုဒါအမှန်ကန်ရရှိတဲ့ပုံကိုလို့ပြောချင်တာတရားအားမထုတ်ရင်တော့လူဖြစ်ရှုံးတာတရားအားမထုတ်ရင်အဲ့ဒီလိုသဘောမျိုးပေါ့ဗျာတပည့်တို့ကြားလားအဲ့ဒါကလေးလေးတို့တရားအားမထုတ်လို့ရပါတော့မလားမရတော့ဘူးနော်ဦးဇင်းတို့ရေတရားအားမထုတ်လို့ရပါတော့မလားမရတော့ဘူးနော်အဲ့လိုပြောတာတဲ့ကလေးတို့ရဲ့ကြားလားတဲ့တဝဋ္ဌာယတဲ့တမ္မာတံဗုဒ္ဓောဥပ္ပန္နောတိဧဝံပတန်တန်တိတဲ့ဒီလိုပြောတယ်အထာဂရာကြီးကကြားလားကလေးတို့ရေအသင်အတွက်တဲ့တမ္မာတံဗုဒ္ဓဘုရားရှင်ပွင့်တော်မူနေတာသင်အတွက်ပဲတဲ့ကြားလားတရားအားထုတ်တဲ့လူဟာဘုရားပွင့်တာနဲ့တကယ်တွေ့ရကြနှက်လားမနှက်ဘူးလားဗျာတပြည့်ငယ်လေးတို့ကတရားအားမထုတ်ဘူးစာကြီးပဲကြက်နေမယ်ဆိုရင်ဘုရားလူတော်ကြဖြစ်ပါမလားမဖြစ်သေးဘူးဘာလေးတဲ့အားထုတ်အောင်မတရားလေးတဲ့အားထုတ်အောင်မဟုတ်ရလားဗျာတပြည့်တို့အဲ့ဒါအ ਨੇ ဆုံးတော့တပြည့်တို့ကစာတအားကြက်ရတော့အားရင်ဘာလုပ်ရမှာလဲဘုရားကုံတော်ပွားဘာလုပ်ရမလဲဒါလည်းဘုရားကုံတော်ပွားတာလေတရားအားထုတ်တာပဲကြားလားတပြည့်တို့အဲ့ဒါမျိုးလေအဲ့ဒီကုတုတိုင်ဒီကမ္မာတဓမ္မဇဏပုတ်ဟာအမတန်ထူးခြားတယ်တပည့်တို့ရဲ့သိလားလူတွေမကောက်ဘူးတဲ့ကလေးတို့အဲ့လိုစာကဖွင့်တာလေအထာဂရာကြီးကဖွင့်သွားတာလူတွေမကောက်ဘူးတဲ့ကလေးအဲ့ဒါလေးသဘောကျလို့ဆရာတော်တပည့်တို့ဆက်ပြောပြတာကြားလားတိတိသနာကတာပိတဲ့တလိษံတွေလည်းတရားအားထုတ်တယ်တဲ့ဂိုင်းတပည့်တို့ယုံလားအဲ့ဒါမယုံလို့မရဘူးလေမဟာဝကအထာဂရာမှာပါတာကြားလားတတိပဋ္ဌာနာတုတ်အဖွင့်မှာကြားလားကလေးတို့ရေဘယ်သူလဲတရားအားထုတ်တယ်တဲ့တလိษံလေးတွေနော်ကလေးလေးတွေကြားလားတပည့်တို့ကကိုငါတို့ကကိုရင်လေးတွေပဲကွာငယ်သေးတယ်ကွာတရားမထိုင်သေးဘူးမလုံးရဘူးနော်တရားထိုင်စရာမလိုဘူးတပည့်တို့ရကြားလားတတိလေးကတ်ထားဘာလေးကတ်ထားသွားရင်လာရင်နဲ့ဖရာအာယုံလေးနဲ့သွားမေတ္တာအာယုံနဲ့သွားဘောတပည့်လေးတွေကဟုတ်တယ်မလားကုတီတက်ရင်သုံးစင်ရောရမှာလားဂုံတော်ပွားရမလားမဟေတာလို့မလုံးနဲ့နော်ဟုတ်လားကုတီတော့မှသုံးစင်သွားမရွတ်နဲ့အစာသွားမရွတ်နဲ့ကြားလားကုတီတက်ရင်ဘာဂုံတော်ပွားအဲ့လိုလေဂုံတော်လေးနဲ့ပွားပေါ့အားတဲ့အချိန်ပေါ့ကလေးတွေဟုတ်တယ်မလားစာဝါတက်စာအကြောင်းတက်သွားလာတဲ့အချိန်အဆောင်တဆောင်ပြောင်းတဲ့အချိန်ဘာပွားဘုရားဂုံတော်နဲ့ပွားစွန့်ကန်သွားဘုရားဂုံတော်ပွားမေတ္တာပွားမရဘူးလားရလားအဲ့ဒီလောက်တော့တပည့်လိုလုံးပေါ့အဲ့တော့မှကိုရင်ဘဝရကြုနတ်မှာတဝဋ္ဌာယတမ္မာတံဗုဒ္ဓောဥပ္ပန္နောဖြစ်သွားမှာပေါ့ကိုရင်တို့အတွက်ဘုရားပွင့်တာဖြစ်မှာပေါ့ဟုတ်တယ်မလားတပည့်တို့ကဘာတရားလည်းနည်းနည်းမှနှလုံးမသွင်းဘုရားဂုံတော်မပွားမေတ္တာမပွားဘာမှဒီတိုင်းပဲစွန့်ကန်သွားဟိုကာမဝိတက်တွေဗျာပါဒဝိတက်တွေဟိုဝိတက်တွေချမ်းဟုတ်တယ်မလားဝတ်သားတုံးကြီးလောင်းရင်ကောင်းပါပဲကွာငါကြိုက်တဲ့ KFC ကြက်ကြော်ကြီးလောင်းရင်ကောင်းပါပဲကွာအဲ့ဒီလိုမျိုးကာမဝိတက်တွေနဲ့သွားတော့ကားတိုက်ပြီးသေသွားရင်ဘယ်ရောက်မလဲအပယ်ကျသွားမှာတပည့်တို့ရဲ့နားလည်ပြီလားဆရာတော်ပြောတာသဘောပေါက်လားကလေးလေးတို့ရဲ့အဲ့ဒါတပည့်တို့မလုပ်ရဘူးဟုတ်တယ်မလားဒါကြောင့်ဖရာဂုံတော်ကိုပွားရမယ်သို့မဟုတ်ဘာပွားရမလဲမေတ္တာပွားတခုခုလုပ်ရမယ်နော်ကလေးတို့ရေ